မင်္ဂလာပါကျမတို့တွေရုပ်ရှင်တွေဝတ္ထုတွေကြည့်ကြတဲ့အခါမှာအချစ်ကိုကြပြဆန်ဆန်ပန်းကင်းလန်းလိုစိတ်ကူးရင်စရာကောင်းအောင်ပေါ်ပေါ်လေးရှိကြတာကိုတွေ့ကြတယ်ဟုတ်ဒါကြောင့်လူတော်တော်များများကအချစ်ဆိုတာရင်ခုန်စရာခံစားချက်တက်ပဲလို့ထင်တတ်ကြပါတယ်ဒါပေမဲ့လက်တွေ့ဘဝထဲမှာတော့အချစ်စစ်ဆိုတာအဲ့ဒီထက်အများကြီးပုံမနှက်ဆိုင်ပြီးလက်တွေ့ကြတဲ့အရာပဲဖြစ်ပါတယ်တကယ်တော့အချစ်ဟာစိတ်ကူးရင်ဆန်ယုံတင်မကောက်ပဲကိုယ့်ရဲ့လက်တွေ့ကြတဲ့တာဝန်ယူမှုတိစောက်မှုတွေဖြစ်ကြောင်းတက်တင်ပြနေတဲ့အချက်၄ချက်ကိုဒီနေ့ဗီဒီယိုမှာဆွေးနွေးတင်ပြသွားပေးမှာပဲဖြစ်ပါတယ်နံပါတ်1အချက်အချစ်ဆိုတာခံစားချက်တက်မဟုတ်ပဲနေ့တိုင်းပြုလုပ်ရတဲ့ဆုံးဖြတ်ချက်တစ်မျိုးဖြစ်ပါတယ်တွဲကစားမှာဖြစ်တဲ့ရင်ခုန်တာစိတ်လှုပ်ရှားတာတွေဟာအုံနောက်ကဟော်မုန်းတွေကြောက်ပဲဖြစ်ပါတယ်ပြီးရင်အချိန်တန်ပျောက်ကွယ်သွားတတ်များပါတယ်။အဲ့ဒီရင်ခုန်တန်တွေငြိမ်းသွားတဲ့အခါတစ်ဖက်လူရဲ့အားနည်းချက်တွေကိုမြင်လာရတဲ့အခါမှာတော့ငါဒီလူနာမှာပဲဆက်ရှိနေပဲ။ငါသူ့ကိုဆက်ပြီးဂရုစိုက်မယ်ဆိုပြီးမိမိကိုယ်တိုင်ပြက်ပြက်သားသားရွေးချယ်ပြီးဆက်ချစ်နေတာဟာလက်တွေ့ကြတဲ့အချစ်စစ်ဖြစ်ပါတယ်။အချစ်စစ်ဟာအလိုအလျောက်ဖြစ်လာတာမဟုတ်ပါဘူး။နေ့တိုင်းရွေးချယ်တည်ဆောက်ခြင်းဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ဒုတိယတစ်ချက်ကတော့အခက်အခဲတွေကြားကတာဝန်ယူမှုပါစိတ်ကူးရင်အချစ်ကပျော်စရာကောင်းတဲ့အချိန်လှပတဲ့အချိန်တွေမှာပဲရှိနေတတ်ပေမဲ့လက်တွေ့ကြတဲ့အချစ်ကတော့ဘဝရဲ့ဆိုးရတဲ့နေ့ရက်တွေမှာပေါ်လာတတ်ပါတယ်တစ်ဖက်လူစိတ်ထဲကျနေတဲ့အချိန်စီးပွားရေးအဆင်မပြေတဲ့အချိန်ဒါမှမဟုတ်နေမကောင်းဖြစ်လို့ပြုစုရတဲ့အချိန်မျိုးတွေမှာစိတ်မပြတ်ပဲဘေးနာကနေဒိုင်းကန်တယ်လို့မျိုးမျှဝေခံစားပေးတာမျိုးပေါ့အချစ်ဆိုတာပျော်ပွဲစားထက်ယုံနေမဟုတ်ပဲဘဝရဲ့မှုန်တိုင်းတွေကိုအတူတူအန်တုဖို့တာဝန်ယူရတဲ့တတိပဲဖြစ်ပါတယ်။တတိယချက်ကတော့အပေးယူမျှတာတဲ့အသင်းဖွဲ့စိတ်ဓာတ်ပါဘဝဆိုတာရုပ်ရှင်မဟုတ်တဲ့အတွက်အိမ်တော်ရေးငွေရေးကြေးရေးမိသားစုတာဝန်စတဲ့လက်တွေ့ကြတဲ့ကိစ္စရပ်တွေအမြဲတမ်းရှိနေတတ်ပါတယ်။လက်တွေ့ကြတဲ့အချစ်ရေးမှာဇုံတွဲတွေဟာအတ္တတွေကိုဘေးဖယ်ပြီးငါတို့နှစ်ယောက်စလုံးအဆင်ပြေအောင်ဘယ်လိုညှိနှိုင်းကြမလဲဆိုတာကိုအဖြေရှာကြပါတယ်။တယောက်အလိုကြပဲအမြဲမဖြစ်နေမှန်းသိလို့အပြန်အလှန်လျှော့ပေးကြတယ်။အိမ်အလုံးနဲ့တာဝန်တွေကိုခွဲဝေယူပေးကြတယ်။အချစ်စစ်ဟာအချစ်ကြောင့်ကြပြရွတ်နေတာထက်ဘဝကိုအတူတူမောင်းနေကြတဲ့ပါတနာတွေလိုမျိုးဖြစ်လာတာပါ။နောက်ဆုံးအချက်ကတော့သိပ္ပံနည်းကျတက်တည်ပြထားတဲ့အချက်တွေပဲဖြစ်ပါတယ်။စိတ်ပညာနဲ့စေဘက်ဆိုင်ရာသုတေသနတွေရာကျမ်းမာပြီးအေဂျင့်တဲ့ဆက်ဆံရေးတစ်ခုကိုပိုင်ဆိုင်ထားတဲ့လူတွေဟာအထီးကျန်တဲ့သူတွေထက်စိတ်ဖိစီးမှုဟော်မုန်းတွေပါပြီးသွေးတိုးယောဂါနဲ့နှလုံးယောဂါဖြစ်ပွားမှုတော့တိတိတတ်တာလျော့နေတာကိုတွေ့ရပါတယ်။အချစ်စစ်ဟာတင့်ကိုစိတ်ပိုင်းဆိုင်ရာအရာလုံခြုံမှုပေးတယ်လို့တင့်ရဲ့ကိုယ်ခံအားစနစ်ကိုပါပူပွန်ကောင်းမွန်စေပြီးအသက်ရှိစေပါတယ်။ဒါကြောင့်အချစ်ဆိုတာစိတ်တစနံတက်မဟုတ်ပဲတင့်ခန္ဓာကိုကျန်းမာရေးအပေါ်ထိတက်ရောက်မှုရှိတဲ့လက်တွေ့ကြတဲ့အရာဖြစ်ပါတယ်။အချုပ်ပြောရရင်တော့အချစ်ဆိုတာကနဦးမှာစိတ်ကူးရင်ဆန်မှုတွေနဲ့စတင်နိုင်ပေမဲ့ရေရှည်မှာတော့နားလည်မှုစိတ်ရှည်မှုပေးဆက်မှုနဲ့လက်တွေ့ကြတဲ့စူးစမ်းအားထုတ်မှုတွေနဲ့ပဲရေရှည်တည်တံ့လာမြဲတဲ့အရာပဲဖြစ်ပါတယ်။တင့်ရဲ့အခြေရေးကစိတ်ကူးရင်စိတ်ယုံနေမကပဲဘလောက်ထိလက်တွေ့ကြခိုင်မဲနေပြီလဲဆိုတာ comment မှာမျှဝေပေးသွားလို့ရပါတယ်နော်။ဗီဒီယိုလေးကိုသဘောကျရင် like share and subscribe လုပ်ဖို့မမေ့တာနဲ့အားလုံးပဲလက်တွေ့ကြတဲ့ခိုင်မြဲတဲ့အချစ်ကိုပိုင်ဆိုင်နိုင်ကြပါစေ။နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံကြပါမယ်နော်။